အားလုံးပဲမင်္ဂလာပါရှင်ဒီချိန်ကတော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ဗောနော်အခန်းငယ်လေး3ကို share ဆက်လက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ရှင်အခန်းငယ်လေး3ရဲ့ခေါင်းစဉ်ကကြတော့ kimchi jjigae နဲ့ kimchi hee ကတော့โอเคဘယ်လိုမျိုးမန်သူတော်ရိုးပြုလုပ်ပါတယ်လေဗောနော်ဒီခေါင်းစဉ်အောင်မှာဒီချေတို့သင်ရမှာဖြစ်ပါတယ်ရှင်ခုတော့မြောင်နဲ့နောက်ထပ်ဒီစာကြောင်းလေးကိုချေတို့အရင်ဆုံးစပြီးတော့ဖတ်ကြည့်ပါမယ်နော်ပထမအဆုံးစာကြောင်းလေးကကြတော့လူစားတယ်မီလူနှစ်ယောက်ကမုစွန်နီယာကီတဲ့အကြောင်းအရာကိုဟာကိုဤစင်မီကပြောနေကြပါတယ်လေနောက်ထပ်စာကြောင်းလေးကကြတော့ဝေးကအန်တူကိုအင်းနဲ့ပြုလုပ်နေတဲ့ omshi gun အစားအစာကတော့မူဝရှိမနီကာဆိုတော့ဘာဖြစ်ပါတယ်လေပေါ့နော်ဒီလိုမျိုးလေးစာကြောင်းလေးနှစ်ကြောင်းရှိပါမယ်ကရောမြောင်ဒီချေတို့ကဒီဒေဝါလေးစပြီးတော့မဖတ်ခင်မှာပေါ့နော်ဒီဘက်ဘေးမှာရှိတဲ့မီနီလေးတွေပေါ့အရင်ဆုံးပြောကြည့်ပါမယ်ပထမဆုံးစလုံးလေးကကြတော့ဦးစွန်ပေါ့နော်ဦးစွန်ကကြတော့အရင်ဆုံးပါဦးစွန်အရင်ဆုံးအထက်ကကြတော့ကူရီတာကြတော့ပြုတ်တီတာစူအောင်တဲဒီပေါ့နော်ကူရီတာပြုတ်တီစူအောင်တဲဒီအထက်ကကြတော့ဒဲကြီးကိုကီဒဲကြီးကိုကီကကြဝတ်သားဖြစ်ပါတယ်ဒဲကြီးကိုကီဝတ်သားနောက်ထက်ကကြတော့ဆောလတာကကြတော့လှီးတီဖြစ်ပါတယ်ဆောလတာလှီးတီထက်ကကြတော့ကန်ကကြတော့ဒါအရသာအပေါ့အငံကိုပြောတာပါကန်ကအရသာအပေါ့အငံနောက်ထပ်ကကြတော့မက်ချူတာကကြတော့ခံမှန်းသည်ဖြစ်ပါတယ်မက်ချူတာခံမှန်းသည်ဟုတ်ပြီနော်ဆိုဒီကျတော့ဒီဘက်ဘေးမှာရှိတဲ့စလုံးလေးတွေရေပေါ့နော်မြန်မာလိုအဓိပ္ပာယ်လေးတွေအကုန်လုံးရကြမယ်လို့ထင်ပါတယ်ရှင်ဘုရောမြောင်နဲ့ဒီကျတော့ဒီတယ်ဝါလေးစပြီးတော့ဖတ်ကြည့်ပါမယ်ဒီတယ်ဝါရဲ့အဓိကဇလိုက်တွေကကြတော့ရောင်းစုရဲ့ဝေးရဲ့ပေါ့နော်ဒီနှစ်ယောက်ရှိပါမယ်ရှင်အဲ့ခါမှာရောင်းစုကသူကစပြီးတော့ပြောတယ်ပေါ့နော်kimchi jjigaeနဲ့ kimchi hee ကတော့okay ဘယ်လိုမျိုးမန်သူတော်ရိုးပြုလုပ်ပါသလဲအဲ့ဆိုဝေးရသူကပြန်ပြီးတော့ပြောလိုက်တယ်ပေါ့နော်ဦးစွန်ရင်ဆုံးမူရပူတော်ဆိုတော့ရေကနေစပြီးတော့ခရီးစေရိုးအဆူအောင်လုပ်ပါပေါ့နော်ဆူအောင်လုပ်ပါဒီပါနောက်တဲ့စာကြောင်းလေးကတော့လူတောင်မဲ့အဲ့ဒါပြီးတဲ့နောက်မှာkimchiနဲ့ဒွဲကြီးကိုကီတွေဝတ်သားကိုဓာကဲတေးတေးလေးစောတော့စောလှီးပြီးတော့နောက်စေရိုးထည့်ပါအဲ့ဆိုဒီစာကြောင်းလေးတွေပြန်ပြီးတော့ကြည့်ရအောင်ပါဒီနေရာမှာဒီချေတို့ထူထောဆိုတဲ့တရားလေးကိုသူကသုံးထားတယ်ပေါ့နော်ဒါကတော့ကနေစပြီးသူကကျတော့နောင်လေးရတော့မူးနဲ့သုံးထားတယ်ပေါ့နော်အဲ့ဒါမူးပူထောဆိုရေကနေစပြီးဒီလိုမျိုးလေးဖြစ်သွားတာပါကဲနောက်ထပ်ကကြတော့ဒီမှာကူဒီဆေယိုဆိုလို့ရှိရင်သူ့ရဲ့မူရင်းဘက်ကကြတော့ကူဒီတာပေါ့နော်ကူဒီတာပြုတ်ပြီးစုအောင်တဲ့ဒီပေါ့နော်ဒီလိုမျိုးလေးရှိပါမယ်အဲ့ဒါကိုမှပြုတ်ပါစုအောင်တဲ့ပါဆိုပြီးတော့ဦးဆေယိုတရားလေးကိုသုံးကျင်တာပေါ့နော်ခါမှာဒါရဲ့ရှိကစလုံးလေးမှာအသက်မပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆေယိုလေးကိုသုံးပြရမှာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်ခရီးဆေယိုဆိုပြီးတော့ဒီလိုမျိုးဖြစ်သွားမှာပါပြုတ်ပါစုအောင်တဲ့ပါပေါ့နော်ဟုတ်ပြီအဲ့ဆိုနောက်ထပ်စာကြောင်းလေးကကြတော့ဒါဂျာကဲပေါ့နော်ဂျာကဲကကြတော့တိတိလေးလို့ပြောတာပေါ့နော်သူရဲ့မူရင်းဘက်ကကြတော့ဂျတ်သားဆိုတဲ့မူရင်းဘက်ကနေလာတာဖြစ်ပါတယ်ရှင်ဒီမှာကြတော့ခြေတို့ကဒါကိုပြုတ်လိုက်ပြီးတော့အနောက်ကဂဲလေးကိုသူကသုံးထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဂျာကဲတိတိလေးဆိုပြီးတော့ဒီလိုမျိုးဖြစ်သွားတာပါဟုတ်ပြီနော်နောက်ထပ်ကကြတော့ဒီနေရာလေးပြောင်းတာလေးကြည့်ရအောင်ပါရှင်ဒါကလှီးသည်ပေါ့နော်လှီးသည်ဆိုလို့ရှိရင်ခြေတို့ကစောတာဆိုတဲ့ဘာရှိပါမယ်နော်စောတာလှီးသည်ပေါ့နော်ဟုတ်ပြီအဲ့ဒါကိုမှတစ်ချက်တို့ကအာစောအောဆိုဟဲစောပေါ့နော်ဒီတရားလေးနဲ့ရေးတင်တာမို့လို့အာရဲ့ရှိကတရားလေးကဩတရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဩစောလေးနဲ့ညွှန်ရေးပေးရမှာဖြစ်ပါတယ်ရှင်ဩစောအဲ့ဒါဆိုလို့ရှိရင်စောတော်စောဆိုပြီးဒီလိုမျိုးပုံစံလေးဖြစ်သွားတာပါဟုတ်ပြီနော်နောက်ထပ်ဒီချက်တော့ဒီဘက်ကလေးကြည့်ရအောင်ပါရှင်ဒီနေရာလေးကဒီချက်တော့ဘယ်လိုမျိုးပြောင်းသွားလဲဆိုတော့သူ့ရဲ့မူရင်းဘက်ကနောထာထဲ့သည်ဆိုတဲ့မူရင်းဘက်ဖြစ်ပါတယ်နောထားထဲ့သည်အဲ့ဒါကိုမှရှယ်တို့ကဆဲယိုတရားလေးပေါ့နော်ထဲ့ပါဆိုပြီးဒီလိုမျိုးလေးသုံးကျင်တယ်ပေါ့အဲ့ဒီခါမှာဒါရဲ့ရှိကစလုံးလေးမှာအပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဦးဆဲယိုကိုသုံးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်နော်ဦးဆဲယိုထဲ့ပါဆိုပြီးတော့ဒီလိုမျိုးလေးဖြစ်သွားတာပါရှင်အဲ့ဆိုပြန်ပြီးတော့ဖတ်ကြည့်မယ်နော်ဒီစာကြောင်းလေးနှစ်ကြောင်းကိုအဲ့ဒီခါမှာဝေကြီးကသူကပြောတယ်ပေါ့နော်ဦးစောနဲ့အရင်ဆုံး
물부터 예가 내사비로 끓이세요 뼈봐 수왕lok봐ပေါ့နော်ဒီလိုမျိုးလေးပြောလိုက်တယ်နောက်တဲ့စာကြောင်းလေးကကြတော့그 다음에အဲ့ဒါပြီးတဲ့နောက်မှာ 김치와 김치နဲ့ 돼지고기를 왔다고 야채들이 썰어서 리비로 넣으세요 대박ဟုတ်ပြီနောက်ဆိုဒီကျတော့ဒီစာကြောင်းလေးတွေအကုန်လုံးရကြမယ်နော်အဲ့ဆိုနောက်တဲ့ရောင်းစုပြောတဲ့စာကြောင်းလေးဆက်ပြီးတော့ကြည့်အောင်ပါရှင်ရောင်းစုကသူကဆက်ပြောလိုက်ပါတယ်gan ပေါ့နော် gan ကကြတော့အရသာအပေါ်အငံကိုပြောတာပါအဲ့ဆိုရတာအပေါ်ငံကတော့တဲ့ okay ဘယ်လိုမျိုးမတ်ချော့ရိုတဲ့ခံမှန်းပါတယ်ပေါ့နော်အဲ့ဆိုပြန်ပြီးတော့ဖတ်ကြည့်မယ်နော်gan은ဒါအရတာပုံငံကတော့ okay ဘယ်လိုမျိုးမတ်ချော့ရိုခံမှန်းပါတယ်အဲ့ခါမှာဝေးကသူကပြန်ပြီးတော့ပြောပါတယ်조금 네네 끌린 후에 ဆိုတော့ပြုတ်ပြီးတဲ့နောက်မှာတဲ့မတ်ဆူဖို့ကိုဆိုတာကြအရတာကိုမြည်ကြည့်ပြီးတော့소금을 사고 넣으세요ထည့်ပါတဲ့ဟုတ်ပြီနော်အဲ့ဆိုဒီနေရာလေးပြောင်းတာလေးကြည့်ရအောင်ပါရှင်ကရီတာဆိုလို့ရှိရင်ပြုတ်ပြီးခြေလို့စုအောင်လုပ်ပြီးပေါ့နော်အဲ့ဒါကိုမှငို့ဟူဝဲနားဟူဝဲဆိုတဲ့ဒါကိုဒီခြေတို့ကသုံးမှာဖြစ်ပါတယ်ဒီနေရာမှာကအားရဲ့ရှိကစလုံးလေးမှာအသက်မပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နားဟူဝဲကိုသုံးမှာဖြစ်ပါတယ်ရှင်နားဟူပေါ့နော်အဲ့ဒီခါမှာဒီနာလေးကဤရဲ့အောက်ကိုရောက်သွားမယ်ပေါ့နော်အဲ့ဒါကြောင့်ကူရင်ဟူဆိုပြီးဒီလိုမျိုးလေးဖြစ်သွားတာပါဟုတ်ပြီနော်ရမယ်နော်ဟုတ်ပြီကရောမြန်နဲ့နောက်ထပ်တစ်ချက်တော့ဒီနေရာလေးကိုဆက်ပြီးတော့ကြည့်ပါမယ်ဒါကကြတော့အရသာမြည်ကြည့်ပြီဆိုလို့ရှိရင်သူ့ရဲ့မူရင်းဘက်က muscle border ပေါ့နော် muscle border အရသာမြည်ကြည့်သည်အဲ့တော့မှဒီချဲတို့ကအရသာမြည်ကြည့်ပြီးဒီလိုမျိုးလေးရေးခြင်းတယ်ပေါ့အဲ့ဒါကြောင့်ဒီချဲတို့ကဒီဓာကိုဖြုတ်လိုက်ပြီးတော့ဂိုးဆိုတဲ့တရားလေးကိုသုံးထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီထဲတော့က muscle ဘောကိုပေါ့နော်အရသာမြည်ကြည့်ပြီးဆိုပြီးဒီလိုမျိုးလေးဖြစ်သွားတာပါရှင်အထက်ကကြတော့ sokumul ပေါ့နော်စာကိုတဲ့နော်ဦးစေရိုတဲ့ထဲပါတဲ့ဆိုရင်ဒီစာကြောင်းလေးပြန်ပြီးတော့ဖတ်ကြည့်မယ်ပေါ့နော် sokum နဲ့cooling ဟွယ်ပြုတ်ပြီးတဲ့နောက်မှာ muscle ဘောကိုအရသာကိုမြည်ကြည့်ပြီးတော့ sokumul စာကိုနော်ဦးစေရိုထဲပါနောက်ပြီးကြတော့ရောင်းစုကပြန်ပြောလိုက်ပါတယ်노구 한테서ဆိုတာစီကနေပေါ့နော်အဲ့ဆိုရင်노구가ဘသူအဲ့ဆိုဘသူစီကနေ한국 요리를 코리아 행ကို 배웠어요 လေ့လာခဲ့ပါတယ်ပြန်ပြီးတော့ဖတ်ကြည့်ပါမယ်누구 한테서ဘသူစီကနေ한국 요리를 코리아 행ကို 배웠어요 လေ့လာခဲ့တယ်လေအဲ့ဆိုဝေးကသူကပြန်ပြောဖြေတယ်ပေါ့နော်하수집 애상 아주머니께ဆိုတော့ 아주머니가 အတော်ကြီးကဲရကြတော့စီကနေပေါ့နော်အဲဆို 아주머니께 တော်ကြီးစီကနေ 배웠어요 လဲလာခဲ့တာပါပေါ့နော်အဲဆိုပြန်ပြီးတော့ဖတ်ကြည့်ပါမယ်하수집 애상 아주머니께 တော်ကြီးစီကနေ 배웠어요 လေ့လာခဲ့တာပါဟုတ်ပြီနော်ဆိုလို့ရှိရင်ဒီချဲတို့ကဒီအောင်စုနဲ့ဝေကြီးပြောတဲ့ဒီ電話လေးကိုအကုန်လုံးရကြမယ်လို့ထင်ပါတယ်ရှင်ဟုတ်ပြီနော်ကရောမြန်နဲ့ဒီချဲတို့အောက်က OV လေးတွေကိုဆက်ပြီးတော့ကြည့်ရအောင်ပါအောက်က OV လေးတွေကကြတော့요리할 때တဲ့ဟင်းချက်တဲ့အခါမှာ사용하는အသုံးပြုတဲ့단어စကားလုံး입니다ဖြစ်ပါတယ်ဟုတ်ပြီနော်ဆိုပထမအဆုံးနံပါတ်1ကလေးကနေစပြီးတော့ဒီချက်လို့စပြီးကြည့်မယ်ပေါ့နော်ပထမအဆုံးစလုံးလေးကကြတော့gupta ကကြတော့กินသည် gupta กินသည်နောက်ထပ် tricky တာကျတော့စီရီအများကြီးထဲမှာနှိမ့်အောင်ကြောနေတာပေါ့နော်စီရီအများကြီးထဲမှာနှိမ့်ပြီးတော့ကြောနေတာက tricky တာတော်သည်ပေါ့နော်နောက်ထပ်ကကြတော့ bokta ကကြတော့စီနဲ့ကြောတာတော့ဟုတ်တယ်သူကဟင်းသီးဟင်းရွက်တွေရောအသားတွေရောပေါ့နော်ကိုထည့်ခြင်းတဲ့ဟာတွေအစုံပလုံတွေအကုန်လုံးထည့်ပြီးရောပြီးတော့ကြောတာပေါ့နော် bokta ကြောသည်ဟုတ်ပြီနော်စီရီအများကြီးနဲ့ကြောတာဆိုရင် tricky တာဒါအကုန်လုံးဟင်းသီးရွက်တွေအကုန်လုံးရောပြီးကြောတာဆိုလို့ရှိရင်တော့ boktaဟုတ်ပြီနော်အဲ့ဆိုကျတော့နောက်ထပ်နံပါတ်4ကိုဆက်ပြီးကြည့်ပါမယ်နံပါတ်4ကကြတော့ကုရီတာပေါ့နော်ကုရီတာလေးကကြတော့သူကပြုတ်တီးစူအောင်တဲတီးပေါ့နော်ဒါပေမဲ့ဒီချဲတို့ကအဲ့ဒီပြုတ်ထားတဲ့အရေကိုပြန်ပြီးတော့သုံးမှာပေါ့နော်ဥပမာဒီချဲတို့ကဒါ
ကော်ဖီတွေဘာတွေတောက်ချင်လို့ဒါရေနွေးတွေဘာတွေတဲတယ်ပေါ့အဲ့ဒီခါမှာရေနွေးကိုတီချယ်တို့ကပြန်ပြီးတော့ယူတယ်ပေါ့နော်အဲ့လိုမျိုးပြောတာပါကဲနောက်ထပ်နံပါတ်5ပေါ့နော်နံပါတ်5လေးကလည်းပဲသူကဆမ်တာပေါ့နော်ဆမ်တာလေးကလည်းပဲသူကပြုတ်တာပဲဒါပေမဲ့သူကပြုတ်ပြီးသွားတဲ့ရေကိုတီချယ်တို့ပြန်မသုံးဘူးပေါ့နော်သွန်ပစ်တာပေါ့နော်ဒီခါမှာဒါလေးကဆမ်တာဖြစ်ပါတယ်နောက်တစ်ကတော့ကြည်တာကကြောပေါင်းသည်ကြည်တာပေါင်းသည်ဟုတ်ပြီနော်အဲ့ဒါဒီစက်လုံးလေးတွေလည်းပဲအကုန်လုံးရကြမယ်လို့ထင်ပါတယ်ရှင့်နောက်ထပ်နံပါတ်9ကိုဆက်ပြီးတော့ကြည့်ပါမယ်နံပါတ်9ကလေးကကြတော့ဓာကြည်တာကတော့နှုတ်ဆင်းသည်ဓာကြည်တာနှုတ်ဆင်းသည်နောက်ထပ်ကကြောဆောလ်တာကတော့လှီးသည်ဆောလ်တာလှီးသည်နောက်ထပ်ကကြော့တာတော့မှွေသည်မှွေသည်ဟုတ်ပြီနော်အဲ့ဆိုဒီချက်တော့ဒီစက်လုံးလေးတွေလည်းပဲပေါ့နော်အကုန်လုံးမြန်မာလိုလေးတွေအကုန်လုံးရကြမယ်လို့ထင်ပါတယ်အဲ့ဆိုအောက်ကိုဆက်ပြီးတော့ကြည့်ရအောင်ပါရှင့်နံပါတ်2ကကြတော့အာရမကျွန်းမှန်ကန်သောဒန်တော်လေးစကလုံးကိုသူရှိဖြီယိုတဲ့ရေးပါတဲ့ဘိုးကြီးဥပမာပေါ့နော်ကုစုကတော့ခောက်ဆွဲကိုပြောတာပါဒါကကုစုတဲ့ခောက်ဆွဲကိုတဲ့ဆိုင်မွန်ဟူဝဲဆိုပြုတ်ပြီးတဲ့နောက်ပေါ့နော်အလီမြန်ချမ်းမွတ်ကရေအေးကိုပြောတာပါချမ်းမွတဲ့ရေအေးမှာနော်အောယိုတဲ့ထဲပါတယ်အဲ့ဆိုဒီနေရာလေးပြောင်းတာလေးကြည့်ရအောင်ပါရှင့်ဒါကကျတို့ကပြုတ်တီဆိုလို့ရှိရင်သူ့ရဲ့မူရင်းဘက်ကဆမ်တာပေါ့နော်ဆမ်တာပြုတ်တီအဲ့ဒါကိုဒီကျတို့ကပြုတ်ပြီးနောက်ပေါ့နော်အဲ့လိုမျိုးရေးခြင်းတယ်ပေါ့အဲ့ဒီခါမှာဒါရေးရှိကစလုံးလေးမှာအသက်အားတဲ့အတွက်ကြောင့်မလို့အုံးဟူဝဲကိုသုံးမှာဖြစ်ပါတယ်ရှင့်ဟူဝဲသုံးလိုက်ပြီအဲ့ဒီခါမှာဒီပုံစံလေးဖြစ်တဲ့ဆိုင်မွန်ဟူအဲဆိုပြီးဒီလိုမျိုးဖြစ်သွားတာပါဒါဆိုပြုတ်ပြီးနောက်ပေါ့နော်အဲ့ဆိုပြန်ပြီးတော့ဖတ်ကြည့်ပါမယ်ဥက္ဆိုတို့ houseware ကိုဆိုင်မွန်ဟူအဲပြုတ်ပြီးနောက်အလီမြန်ချမ်းမှုတဲ့ဒီမှာနော်အော်ယိုကိုထည့်ပါတယ်ဟုတ်ပြီနောက်ဆိုနောက်တဲ့နံပါတ်1ကိုဒီလိုဆက်ပြီးစဉ်းစားကြည့်ပါမယ်နံပါတ်1ကကြတော့စိန်စော်နဲ့ငါကတော့တဲ့ဘူးကမီးကိုပြောတာပါနောက်ဘူးကမီးကိုပြောတာဖြစ်ပါတယ်အဲဆိုရင်ဘူးတဲ့မီးမှာတဲ့ဒါကွက်လက်လုပ်ပြီးတော့မော်ကုမြောင်စားမယ်ဆိုလို့ရှိရင်တော့မရှိစောယိုတဲ့ရတာရှိပါတယ်နေရာမှာဒီကျတို့ကကင်ဒီဆိုတဲ့ဘက်ကိုသုံးမယ်ပေါ့နော်ကကင်ဒီအဲ့ဒါကိုမှအာစောဟဲစောတရာလေးကိုချုပ်ပြောင်းပြီးတော့သုံးမှာဖြစ်ပါတယ်ချင်းနေရာမှာအရေးရှိကစလုံးလေးရဲ့တရာကတရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျတို့ကအောစောကိုသုံးမှာဖြစ်ပါတယ်အောစောပေါ့နော်ဒါပေမဲ့ဒီဘက်ကဘာဘက်ဖြစ်နေတယ်ပေါ့နော်ဘာအုပ်စုဖြစ်နေတယ်ပေါ့နော်ဘာအုပ်စုမှာဆိုလို့ရှိရင်ဘာကိုဘာတိုင်းထားတာရှိတယ်ဘာကနေအိုးပြောင်းတာရှိတယ်ဘာကနေဥပြောင်းတာရှိတယ်ပေါ့နော်နေရာမှာဒီဘက်ကလေးကကြတော့ဘာကနေဥပြောင်းမှာဖြစ်ပါတယ်ရှင်ဥအဲ့ကနေမှတစ်စင်ဒီကောင်လေးကတရာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်တစ်ထပ်ပြီးတော့အောစောကိုသုံးမှာဖြစ်ပါတယ်အဲ့ကမှဒီဥတရရဲ့အောက်ကိုဒီနောက်ကဩတရာလေးကရောက်သွားပြီးတော့ဘောနော်ခိုးစောဆိုပြီးဒီလိုမျိုးပုံစံလေးဖြစ်သွားတာပါရမယ်နော်အဲဆိုရင်ဒီစာကြောင်းလေးကကြတော့သူ့ရဲ့ဖြေလေးကကိုဝေါ်စောဖြစ်ပါတယ်ကိုဝေါ်စောပြင်ပြီးပေါ့နော်ဟုတ်ပြီပြန်ပြီးတော့ဖတ်ကြည့်ပါမယ်စိန်စောနဲ့ဒါကတော့ဖူးတဲ့မီမှာကိုဝေါ်စောပြင်ပြီးတော့မော်ကုမြွန်ချာရင်မရှိစောယိုရတာရှိပါတယ်ဟုတ်ပြီနော်grammar နဲ့နောက်ထပ်နံပါတ်2ကကြတော့ကွက်လက် onna ဆိုတော့ကွက်လက်ကတော့တဲ့ကွက်လက်ဖြစ်တဲ့ပေါ့နော်ချစ်ကအစားအစာကိုမာနီညာချီမော်ကုညော့စားလို့ရှိရင်တုံးတုံးဟဲ့တော့ယူတဲ့ဝါလာပါတယ်ဟုတ်ပြီနော်အဲဆိုလို့ချင်ဘာဖြစ်တဲ့အစားအစာကိုစားရင်လဲဆိုတော့ဒီကြော်ထားတယ်ပေါ့နော်စီတွေအများကြီးထဲမှာကြော်ထားတဲ့အစားအစာတွေကိုစားရင်ပေါ့နော်အဲဆိုဒီနေရာလေးမှာဒီချက်သုံးမယ်ဘက်ကလေးကကျ tricky တာဖြစ်ပါတယ်ထွေဂီတာပေါ့နော်ထွေဂီတာကကျတော့စီတွေအများကြီးတွေမှာနစ်နေအောင်တော်တာဖြစ်ပါတယ်ရှင်အဲဒီကမှာအားရဲ့ရှိကပေါ့နော်ဒီစလုံးလေးမှာချေတော့အသက်မပါဘူးပေါ့အသက်မပါတဲ့အတွက်ကြောင့်မလို့ချေတော့နာလေးကိုသုံးမှာဖြစ်ပါတယ်ဒါန
အဲ့ဒီခါမှာဒီနားကဂီရဲ့အောက်ကိုရောက်သွားပြီးတော့ trigin ဆိုပြီးတော့ဖြစ်သွားမှာဖြစ်ပါတယ်ရှင် trigin ကကျတော့စီတွေအများကြီးထဲမှာနစ်နေအောင်ကြော်ထားတာပေါ့နော်ဒီလိုမျိုးလေးဖြစ်ပါမှာဟုတ်ပြီအဲ့ဆိုလို့ရှိရင်ပြန်ပြီးတော့ဖတ်ကြည့်ပါမယ်ပြန်ပြီးတော့ဖတ်ခင်မှာဒီနေရာလေးပြောင်းတာလေးကြည့်မယ်နော်ဒါကဝါဒီဆိုလို့ရှိရင်သူ့ရဲ့မူရင်းဘက်ကတွန်းဟာတာဝါဒီပေါ့နော်တောင်မှာဝါလာဒီလို့ပြောင်းကျင်တယ်ဆိုလို့ရှိရင်အာဂျီတာအော်ဂျီတာဟဲဂျီတာဆိုတဲ့တရားလေးရှိတယ်ပေါ့နော်ဒီနေရာမှာဒီချေတို့ကဟာတာပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟဲဂျီတာလေးကိုဒီချေတို့သုံးမှာဖြစ်ပါတယ်တွန်းဟဲဂျီတာဝါလာဒီပေါ့နော်အဲ့ဒီကနေမှရိုးပုံစံကိုဆက်ပြောင်းလိုက်တော့တွန်းဟဲကြောရိုဒီလိုမျိုးဖြစ်သွားတာပါအဲ့ဆိုပြန်ပြီးတော့ဖတ်ကြည့်ကြမယ်နော်튀긴 음식을 조절하래 뭐너 시리냐이네 조절하래 사사고 많이 암야지 먹으면 사인 동동해줘요 와라 바래 뭐너 네 하우비 나한테 nămbăr 3 ပေါ့နော်နံပါတ် 3 လေးကကြတော့ဆဲဆိုးဝါဟင်းသီးဟင်းရွက်နဲ့ဂိုကီရဲ့အသားကိုဖူရိုင်ဖန်ဆိုတာအကျော်အိုးပေါ့နော်ဒါလေးကိုပြောတာပါအဲ့ဆိုဖူရိုင်ဖန်နဲ့တဲ့နော်ကိုတဲ့အကျော်ဦးမှာထည့်ပြီးတော့ဂီတုံးကကျတော့စီဖြစ်ပါတယ်ဥရိုကကျတော့နဲ့အဲ့ဆိုဂီတုံးမူရိုစီနဲ့ဒါကွက်လက်ပါပေါ့နော်ကွက်လက်လုံးပါတဲ့အဲ့ဆိုရင်နှင်းရွက်တွေရောသားတွေရောပေါ့နော်ဒီလိုမျိုးရောပြီးတော့ကြော်တာဖြစ်မယ်ပေါ့နော်အဲ့ဒါကြောင့်ဒီလိုကတော့ဒီမှာဗုဒ္ဓဆိုတဲ့ဘက်ကလေးကိုသုံးမှာဖြစ်ပါတယ်ရှင်ဗုဒ္ဓပေါ့နော်ဗုဒ္ဓကြော်ဒီပေါ့နော်အဲ့ဒီခါမှာဥစေယုနဲ့စေယုနဲ့မှာဘာလေးသုံးတဲ့ခြေကိုဆက်ပြီးတော့စဉ်းစားကြည့်အောင်ဒါရဲ့ခြေကစလုံးလေးမှာအသက်ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီခြေကတော့ဥစေယုလေးကိုသုံးမှာပါအဲ့ဒါကြောင့်ဘုတ်စေယုဟုတ်ပြီနော်ဘုတ်စေယုဘုတ်စေယုကြော်ပါပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားမှာပါအဲ့ဆိုပြန်ပြီးတော့ဖတ်ကြည့်ပါမယ်ခဲဆိုးပါဟင်းသီးဟင်းရွက်နဲ့ကိုကီတဲ့အသားကိုဖူတိုင်းဖက်နဲ့အကျော်ဦးမှာနော်ကိုထဲပြီးဒီရမှုတို့စီးနဲ့ဘောကူစေကိုကြော်ပါဟုတ်ပြီနော်အဲ့ဆိုဒီချက်တို့ဒီစာကြောင်းလေးရမယ်လို့ထင်ပါတယ်ရှင်နောက်ချက်နံပါတ်4ပေါ့နော်နံပါတ်4လေးကကြတော့ coffee တဲ့ coffee ကိုတဲ့မရှိကိုရှိဖို့ဆိုတဲ့တောက်ချင်တဲ့အတွက်ကြောင့်မိုးရရေကိုကွက်လက်လုပ်ခဲ့တယ်တဲ့။ဒါနဲ့ဒီညလေးမှာဒီချက်တို့ဘာသုံးလဲဆိုတော့ကော်ဖီကိုတောက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရေကိုဒါစူပေါင်းတဲမယ်ပေါ့နော်။စူပေါင်းတဲတဲ့အခါမှာလည်းပဲအဲ့ဒီရေကိုဒီချက်တို့ပြန်သုံးမှာပေါ့နော်။ပြန်သုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကူရီတာဆိုတဲ့ဘက်ကလေးကိုသုံးမှာဖြစ်ပါတယ်။ကူရီတာပြုတ်ပြီးစူပေါင်းတဲသည်ပေါ့နော်။အဲ့ဒါကိုဒီချက်တို့ကရိုးပုံစံကိုအတိတ်ပုံစံဒီချက်တို့ဆက်ပြီးတော့ပြောင်းပေးရမှာဖြစ်ပါတယ်ရှင်။အဲ့ဒါဆိုရင်ဒီချက်တို့အရင်ဆုံးရိုးပုံစံလေးကိုမှ present tense ပုံစံလေးပြောင်းကြည့်အောင်နော် present tense ပုံစံလေးပြောင်းမယ်ဆိုတော့အာယုဩယုဟဲယုပုံစံပြောင်းရမှာပေါ့နော်အဲ့ဒီအခါမှာဘာရဲ့ရှိကတရာလေးကဤတရာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဩယုလေးကိုဒီချက်တို့သုံးမှာဖြစ်ပါတယ်ဒါလေးကဩယုပေါ့နော်အဲ့ဒီအခါမှာဆိုရင်ဤတရာလေးကကြတော့ဒီနောက်ကတရာလေးနဲ့တွေ့တဲ့အခါမှာသူကယောတရာကိုပြောင်းမှာဖြစ်ပါတယ်ရှင်လျော်ယိုပေါ့နော်လျော်ယိုဒါကတုတ်တဲဆိုအောင်တဲတယ်ပေါ့နော်အဲ့ဒီကနေမှတဆင့်ဒီချေတို့ကအတိတ်ပုံစံလေးကိုဆက်ပြီးတော့ပြောင်းလိုက်တော့လျော်စော်ယိုဆိုပြီးတော့ဒီလိုမျိုးဖြစ်သွားမှာပါလျော်စော်ယိုလျော်စော်ယိုပြုတ်ခဲ့တယ်ကျတော့ဒါဆူအောင်တဲခဲ့တယ်ပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားမှာပါရှင်ဟုတ်ပြီအားဆိုလို့ချင်းပြန်ပြီးတော့ဖတ်ကြည့်ပါမယ်커피ကို마시고 싶어서တောက်ချင်တဲ့အတွက်ကြောင့်물을ရေကို불렸어요ဒါပြုတ်ခဲ့တယ်စူအောင်တဲခဲ့တယ်ပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားမှာပါဟုတ်ပြီ그러면은နောက်ထပ်နံပါတ်5ပေါ့နော်နံပါတ်5လေးကကြတော့ခါကကြတော့ဓာတ်ကိုပြောတာပါအဲဆိုရင်နောက်က row ကတော့နေပေါ့နော်အဲဆိုရင်ဒီချက်တို့ကရှေ့ကနောင်မှာကျတော့လာသက်ဖြစ်နေတယ်ပေါ့နော်လာသက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ row လေးကိုသုံးလိုက်တာဖြစ်ပါတယ်ရှင်အဲဒါကြောင့်ခါလို့ဒါနဲ့ကိုပြည့်တဲ့အသားကို얇게ရဆိုပါးပါးလေးလို့ပြောတာပါသူရဲ့မူရင်းဘက်က얇다ပါးလွာသည်ဆိုတဲ့မူရင်းဘက်ကနေလာတာပါနော်얇다ပါးလွာသည်တောင်မှပါးပါးလေးဒီလိုမျိုးလေးရေးကျင်တော့ဒီဓာကိုဖြုတ်လိုက်ပြီးအနောက်ကခဲလေးနဲ့သုံးလိုက်တာဖြစ်ပါတယ်ရှင်အဲကြောင့်얇게ပါးပါးလေးကွက်လက်လုပ်ပြီးတော့တဲ့နော်ဥဆက်ရိုးတဲ့ထဲပါတဲ့
ဆိုလို့ရှိရင်ဒီနေရာလေးမှာတော့ဒီချက်တို့ကလှိပြီးဆိုပြီးဒီလိုမျိုးလေးချက်တော့လိုက်မယ်ပေါ့နော်အဲ့ဒါကြောင့်လှိသည်ဆိုလို့ရှိရင်တော့ဆောတာဆိုတဲ့ဘက်ကလေးရှိပါမယ်ဆောတာလှိသည်အဲ့ဆိုဒီနေရာလေးမှာအာစောနဲ့ဩစောနဲ့မှာဘာလေးသုံးရမလဲပေါ့ဆက်ပြီးတော့စဉ်းစားကြည့်ရအောင်ပါဒါရဲ့ရှိကတရာလေးကဩတရာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဩတရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်ကတော့ဩစောလေးကိုဒီလိုသုံးမှာဖြစ်ပါတယ်ရှင့်စောနဲ့ဩစောလေးနဲ့ချိုးသုံးပါမယ်အဲ့ဒီကမှကျွန်တော်အဖြေလေးကတော့စောတော်စောဆိုပြီးဖြစ်သွားမယ်ပေါ့နော်စောတော်စောလှိပြီးအဲ့ဆိုပြန်ပြီးတော့ဒီစာကြောင်းလေးဖတ်ကြည့်မယ်ပေါ့နော်ဒီနံပါတ်5စာကြောင်းလေးကတော့ခါလိုဓာနဲ့ကိုကိရဓာကိုဓာကဲပါပါလေးစောတော်စောလှိပြီးတော့နောက်ဦးစေကိုထည့်ပါဒီလိုမျိုးဖြစ်သွားမှာပါဟုတ်ပြီနော်အဲဆိုရင်ဒီချက်တော့ဒီစာကြောင်းလေးလည်းပဲအဖြေလေးတွေဖြည့်သွားလာလေးတွေအကုန်လုံးရကြမယ်လို့ထင်ပါတယ်အဲဆိုရင်နောက်ထပ်စာမျက်နှာလေးကိုဒီချက်နဲ့တူတူဆက်ပြီးတော့ကြည့်ကြပါမယ်ရှင့်ဒီစာမျက်နှာမှာဆိုလို့ရှိရင်တော့ဘူထောဆိုတဲ့တရားကိုသူကစပြီးတော့လေ့ကျင့်ခိုင်းတာပေါ့နော်အရင်ဆုံးဘိုးကီစာကြောင်းလေးကိုအရင်ဆုံးဖတ်ကြည့်ပါမယ်ဒီမှာကျတော့ဂါလေးကသူကမေးလိုက်ပါတယ်ပေါ့နော်ဒီဘက်ကမြောနဲ့အိမ်ကိုပြန်ရင်အိမ်ကိုသွားရင်မူအော့စဘာကိုဂျယ်ရီမွန်တော့ကကျတော့အရင်ဆုံးကိုပြောတာပေါ့နော်ဂျယ်ရီမွန်တော့အရင်ဆုံးဒါကြတော့ဂျယ်ရီကကျတော့အာကရိယာဆုံးလဲချုပ်ပြောလို့ရတယ်အရင်လဲပြောလို့ရတယ်ပေါ့နော်ဒီနေရာမှာတော့ဒီချေတို့ကမွန်ကျော်ကကျတော့အရင်ပေါ့နော်အဲ့ဒါကြောင့်ဂျယ်ရီမွန်ကျော်ဆိုတော့အရင်ဆုံးနဲ့ဟဲရိုလောက်ပါတယ်လေအဲ့ဆိုရင်ပြန်ပြီးတော့ဖတ်ကြည့်ပါမယ်ဒီဘက်ကမြောအိမ်ကိုပြန်ရင်မူအော့စဘာကိုဂျယ်ရီမွန်ကျော်ဟဲရိုအရင်ဆုံးလောက်ပါတယ်လေအဲ့ကမှနာကသူကပြန်ပြီးတော့ဖြေပါတယ်ဦးစွန်အရင်ဆုံးပေါ့နော်သုံးဘူးထော်လက်ကနေစပြီးတော့ရှစ်စောရိုစီကြောပါတယ်အဲ့ဆိုရင်ဒါဘူးထော်ဆိုတဲ့တရားလေးနဲ့ပေါ့နော်ရှေ့ကနောင်လေးဖြစ်တဲ့ဒီဆုံးဆိုတဲ့နောင်လေးနဲ့သူကတွဲပြီးတော့ရေးထားတာဖြစ်ပါတယ်ရှင်ဟုတ်ပြီနော်အဲဒါကြောင့်ဆုံးဘူးထော်လက်ကနေစပြီးတော့ဒီလိုမျိုးလေးဖြစ်သွားတာပါဟုတ်ပြီနော်အဲဆိုဒီစာကြောင်းလေးအကုန်လုံးဖြေသွားတာလေးတွေအကုန်လုံးရကြမယ်လို့ထင်ပါတယ်အဲဆိုနောက်ထပ်နံပါတ်1ကနေဒီချက်ကိုစပြီးတော့စဉ်းစားကြည့်အောင်နံပါတ်1မှာသူကဂါလေးကသူကပြောထားတယ်ပေါ့နော်ဟာကျိုးရဲ့အိုမျောနဲ့ကြားကိုလာရင်တဲ့မောဆူပါကိုတဲ့ဘယ်မွန်တော့အရင်ဆုံးဟဲယိုလောက်ပါတယ်လေအဲဆိုနာလေးကဒီလိုပြန်ပြီးတော့ဖြေတော့မယ်အဲဆိုဒီချိန်ကတော့စဉ်းစားမိတာလေးကတော့မုတ်ကနေစပြီးတော့ဝဲတယ်ပေါ့နော်ဒီလိုမျိုးလေးစဉ်းစားမိပါတယ်အဲ့ဒါဆိုရင်တော့ဒီချက်ကတော့ဦးစွန်ပေါ့နော်ဦးစွန်အရင်ဆုံးဘာကြပူထောမုတ်ကနေစပြီးတော့စာရိုဝဲပါတယ်အဲ့ဆိုပြန်ပြီးတော့ဖတ်ကြည့်မယ်နော်နားလေးကပြေးလိုက်တာလေးကကြတော့ဦးစွန်အရင်ဆုံးဘာကြပူထောမုတ်ကနေစပြီးတော့စာရိုဝဲပါတယ်ဒီလိုမျိုးလေးဖြေလိုက်ပါတယ်ဟုတ်ပြီနောက်ဆိုဒီချက်တို့ဒီနံပါတ်1ဖြေလိုက်တာလေးအကုန်လုံးရကြမယ်လို့ထင်ပါတယ်ရှင်သူတို့မြန်နဲ့နောက်ထပ်နံပါတ်2နံပါတ်2ကလေးမှာဂါလေးကသူကမေးလိုက်ပါတယ်ဘာဟာကဟာမျောနဲ့ဘာကကြတောင်းပေးဒါကဘာဟာကကြတောင်းပေးရဲ့ပေါ့နော်အဲ့ဆိုဘာကဟာမျောဆိုတောင်းပေးလို့ရှိရင်တဲ့ဘယ်မွန်ကျော်တဲ့အရင်ဆုံးတဲ့မူအော့ဆယ်ဘာကိုဟာကိုရှိဖို့ရိုးတဲ့လှုပ်ရှင်ပါတယ်လေဟုတ်ပြီနော်ဆိုလို့ရှိရင်ဒီချက်ကတော့စဉ်းစားမိတာလေးကတော့အရင်ဆုံးပေါ့နော်ခရီးကနေစပြီးတော့သွားကျင်နေပေါ့ဟုတ်ပြီနော်ဒီလိုမျိုးလေးစဉ်းစားမိပါတယ်အဲ့ဆိုဒီချက်ကတော့ဒီလိုမျိုးလေးရေးလိုက်ပါတယ်ဦးစွန်အရင်ဆုံးယောဟင်းဘူထောခရီးကနေစပြီးတော့ဟာကိုရှိဖို့ရိုးသွားကျင်နေပေါ့နော်အဲ့ဆိုပြန်ပြီးတော့ဖတ်ကြည့်ပါမယ်ဒါနံပါတ်1မှာခါလေးကကျွန်တော်မေးလိုက်ပါတယ်ဘာကဟာမြောင်းတောင်းပေးလို့ရှိရင်제일 먼저အရင်ဆုံး 무엇을 하고 하고 싶어요 လုပ်ချင်ပါတယ်အဲ့ကမှနာလေးကပြန်ပြီးတော့ဖြေပါတယ်우선အရင်ဆုံး여행부터ခရီးကနေစပြီးတော့하고 싶어요သွားချင်ပါတယ်ဟုတ်ပြီနော်ဒီလိုမျိုးလေးဖြေလိုက်တာပါ그러면은နောက်ထပ်နံပါတ်3လေးကိုရှင်နဲ့တူတူဆက်ပြီးတော့စဉ်းစားကြည့်ပါမယ်နံပါတ်3မှာဂါလေးကသူကစပြီးတော့မေးထားတယ်ပေါ့နော်ကိုရန်ငယ်တဲ့မွေးရမြေကိုတဲ့ဒိုရာကမြန်ပြန်သွားရင်제일 먼저အရင်ဆုံး무엇을 하고 할 거예요လုံးပါလေဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်မွေးရမြေကိုပြန်သွားတယ်ပေါ့နော်ဒီချက်တို့ကဒိုရာဂါတာလေးကဒီချက်တို့ဒီကနေလာတာပေါ့နော်
ဒိုရာကမျိုးဆိုလို့ရှင်သူကဒိုရာဂါဒါဆိုတဲ့ဒီဘက်ကနေလာတာဖြစ်ပါတယ်ရှင်ပြန်သွားသည်ပေါ့နော်ဆိုမွေးရမြေကိုပြန်သွားလို့ရှိရင်အရင်ဆုံးဘာကိုလုပ်မှာလဲဆိုတော့တချို့တို့ကမိဘတွေကနေစပြီးတော့တချို့တို့တွေးပါမယ်ပေါ့ဒီလိုမျိုးလေးရေးလိုက်မယ်ပေါ့နော်အဲဆိုရင်ဘူမိုးနင်းဘူတော်ပေါ့နော်우선 부모님 부터မိဘတွေကနေစပြီးတော့만날 거예요တွေးမှာမယ်တွေးမှာပါဟုတ်ပြီနော်အဲဆိုဒီစာကြောင်းလေးကိုပြန်ပြီးတော့ဖတ်ကြည့်ပါမယ်ဒီနံပါတ်3မေးဖြေလေးကကြတော့ကလေးကမေးလိုက်ပါတယ်고향에 돌아가면မွေးရမြေကိုပြန်သွားလို့ရှိရင်제일 먼저အရင်ဆုံး무엇을 하고 할 거예요လုံးမှာလေအဲဆိုနာလေးကပြန်ပြီးတော့ဖြေပါတယ်우선အရင်ဆုံး 부모님부터 မိဘတွေကနေစပြီးတော့만날 거예요တွေးမှာပါဟုတ်ပြီနော်ဆိုလို့ရှိရင်နောက်ထပ်နံပါတ်လေးကိုဆက်ပြီးတော့ဖြည့်ကြည့်ပါမယ်နံပါတ်လေးမှာလေးကဒီချက်တော့မေးလိုက်ပါတယ်청소할 때 대신လုပ်တဲ့အခါမှာတဲ့청소할 때 대신လုပ်တဲ့အခါမှာ무엇을 하고 제일 먼저အရင်ဆုံး 해요 လုပ်ပါတယ်လေနောက်ဆို대신လုပ်တဲ့အခါမှာဆိုလို့ရှိရင်ဒီချက်ကတော့အခန်းကနေစပြီးတော့ပေါ့နော်အရင်ဆုံး대신လုပ်ပါတယ်ပေါ့နော်ဒီလိုမျိုးလေးချက်ရေးလိုက်ပါမယ်ဒါဆိုရင်방부터အခန်းကနေစပြီးတော့ဟုတ်ပြီနော်우선ပေါ့နော်အရင်ဆုံးပေါ့ဒီကနေ우선လေးထည့်လိုက်ပါမယ်우선အရင်ဆုံး방부터အခန်းကနေစပြီးတော့청소합니다 청소를 대시고 합니다လုပ်ပါတယ်ဟုတ်ပြီနော်ဆိုပြန်ပြီးတော့ဖတ်ကြည့်ပါမယ်နံပါတ်4ကကြတော့လေးကမေးလိုက်ပါတယ်청소할 때 대신လုပ်တဲ့အခါမှာ무엇을 하고 제일 먼저အရင်ဆုံး 해요 လုပ်ပါတယ်လေဒီခါမှာနာလေးကပြန်ပြီးတော့ဖြေပါတယ်우선အရင်ဆုံး방부터အခန်းကနေစပြီးတော့청소를 합니다 대신လုပ်ပါတယ်ဟုတ်ပြီနော်ဆိုရင်နံပါတ်4ဒါအမေးဖြေလေးဖြေလိုက်တာလေးအကုန်လုံးရကြမယ်လို့ထင်ပါတယ်ရှင်ဘုရောမြန်နဲ့နောက်ထပ်နံပါတ်5လေးကိုဆက်ပြီးတော့ကြည့်ပါမယ်နံပါတ်5လေးကကြတော့လေးကသူကမေးလိုက်တယ်ပေါ့နော်ရှိစားဟတ်တဲ့အစားစားတဲ့ခါမှာတဲ့무엇을 하고တဲ့제일 먼저တဲ့အရင်ဆုံးတဲ့먹어요တဲ့စားလေတဲ့ဆိုဒီချက်စဉ်းစားမိတာလေးကကြတော့သမင်းကနေစပြီးတော့စားတယ်ပေါ့နော်ဒီချက်ကဒီလိုမျိုးလေးဖြေလိုက်ပါမယ်ရှင်ဆို우선ပေါ့နော်우선အရင်ဆုံး밥부터သမင်းကနေစပြီးတော့먹어요စားပါတယ်ဟုတ်ပြီနော်ဆိုလို့ရှိရင်ပြန်ပြီးတော့ဖတ်ကြည့်ပါမယ်ဒီနံပါတ်5လေးကကြတော့လေးကသူကမေးလိုက်ပါတယ်식사할 때အစားတဲ့ခါ무엇을 하고 제일 먼저အရင်ဆုံး먹어요စားလေအဲ့ကမှနာလေးကပြန်ပြီးတော့ဖြေပါတယ်우선အရင်ဆုံး밥부터သမင်းကနေစပြီးတော့먹어요စားပါတယ်ဟုတ်ပြီနော်ဆိုရင်ဒီချက်တို့ဒီတရားလေးဖြစ်တဲ့ပူတော်တရားလေးကိုသုံးပြီးတော့ဖြည့်သွားတာလေးတွေအကုန်လုံးရကြမယ်လို့ထင်ပါတယ်ရှင်ဘုတော်မြန်နဲ့နောက်ထပ်စာမျက်နှာလေးကိုဒီချက်နဲ့တူတူဆက်ပြီးတော့ကြည့်ပါမယ်နော်ဒီစာမျက်နှာလေးမှာကကြတော့ဒီချက်တို့ကရဲတရားလေးကိုဒီချက်တို့ဆက်ပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်ဒီနေရာမှာချက်တို့ဒီပထမဆုံးဘိုးကြီးစာကြောင်းလေးပေါ့နော်ဥပမာစာကြောင်းလေးအရင်ဆုံးဖတ်ကြည့်ပါမယ်ရှင်ဥပမာစာကြောင်းလေးကကြတော့엘리근 엘리ကတော့တဲ့음식을 사고 맛있게 야다시시 먹어요 사바래အဲ့ဒီကမှဒီ맛있게야သူဘယ်ကနေလာလဲဆိုတော့သူ့ရဲ့မူရင်းဘက်က맛있다ဆိုတဲ့ဘက်ကနေလာတာဖြစ်ပါတယ်ရှင်맛있다 야다시디ပေါ့နော်အောက်မှဒီတရားလေးဖြစ်တဲ့ခဲတရားလေးနဲ့သုံးခြင်းနဲ့ပေါ့အဲ့ဒီကမှဘာကိုဖြုတ်လိုက်ပြီးတော့အနောက်ကခဲလေးနဲ့ရေးလိုက်တာဖြစ်ပါတယ်အဲကြောင့်맛있게 야다시시ဒီလိုမျိုးလေးဖြစ်သွားတာပါရှင်ပြန်ပြီးတော့ဖတ်ကြည့်မယ်နော်ဒီစာကြောင်းလေးကကြတော့엘리ကတော့음식을 사고 맛있게 야다시시 먹어요 사래ဟုတ်ပြီနော်그러면နောက်ထပ်နံပါတ်1ကိုဒီချက်တို့ဆက်ပြီးတော့စဉ်းစားကြည့်ရအောင်ပါနံပါတ်1ကတော့မာရီယာက방을အခန်းကို빨래 청소했어요တဲ့빨래အတန်းရှင်းလုပ်ခဲ့ပါတယ်တဲ့ဆိုသူကတော့ဒီမှာပုံလေးကိုကြည့်ရတာတော့သူကပျော်ရွှင်နေတာပေါ့နော်ပျော်ရွှင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်ကတော့행복하다ပေါ့နော်행복하다ဆိုဒီဘက်ကလို့ဒီချက်စဉ်းစားမိပါတယ်ရှင်행복하다ပျော်ရွှင်သည်ပေါ့နော်အဲ့ဒါမှဒီတရားဖြစ်တဲ့ဂဲတရားကိုသုံးကျင်တော့
ဒီဓာတ်ကိုဖြုတ်လိုက်ပြီးတော့သူ့ရဲ့နောက်မှာခေလေးကိုတစ်ချက်သုံးပါမယ်အဲဒါကြောင့်သူ့ရဲ့ဖြေလေးက 행복하게 ပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားပါမယ်ရှင်행복하게 ပျော့ပျော့ရွှင်ရွှင်ပေါ့နော်အဲဆိုဒီစာကြောင်းလေးကိုပြန်ပြီးတော့ဖတ်ကြည့်ပါမယ်마리아가 방을အခန်းကို 행복하게 ပျော့ပျော့ရွှင်ရွှင်청소했어요တန်ရှင်းရေးလုပ်ခဲ့တယ်ဟုတ်ပြီနော်အဲဆိုနံပါတ်1ဖြေလိုက်တာလေးအကုန်လုံးရကြမယ်လို့ထင်ပါတယ်ဘရောမျိုးနဲ့နောက်ထပ်နံပါတ်2ကလေးကိုဆက်ပြီးတော့စဉ်းစားကြည့်အောင်ပါနံပါတ်2ကလေးကကြတော့မီးဆုံးကြီးတဲ့မီးဆုံးကတဲ့မော်ဒီတွေအောင်ကိုကွက်လက်ဒါလက်စော်ယူကွက်လက်ညှက်ခဲ့တယ်ပေါ့နော်အဲဆိုဒီချက်တော့ဒီပုံလေးကိုကြည့်လိုက်တော့သူ့သပင်လေးကကြတော့ဒါတိုးနေတယ်ပေါ့နော်တိုးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာလေးမှာတစ်ချက်သုံးလိုက်တဲ့ဘက်ကလေးကတော့တိုင်းတာပေါ့နော်ဒီဘက်ကလေးကိုသုံးလိုက်ပါတယ်တိုင်းတာတိုးဒီအဲ့ဒါမှတိုးလေးပေါ့ဒီလိုမျိုးလေးပြောင်းကျင်တော့ဒီဓာတ်လေးကိုဖြုတ်လိုက်မယ်နော်ဒီဓာတ်လေးကိုဖြုတ်လိုက်မယ်ဒီရဲ့နောက်ကဂဲလေးကိုတစ်ချက်တော့သုံးလိုက်ပါမယ်အဲ့ဒါကြောင့်ဒီရဲ့ဖြေလေးကတာကဲပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားမှာပါတာကဲတိုးလေးပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားမှာပါဆိုဒီချက်ဒီဖြေလေးဖြေလိုက်တာလေးလည်းအကုန်လုံးရကြမယ်လို့ထင်ပါတယ်အဲ့ဆိုရင်ဒီချက်တို့ဒီနေရာလေးဆက်ပြီးတော့ကြည့်ရအောင်အလေးကဖြတ်တည်ညက်တည်ပေါ့နော်ဖြတ်တည်ညက်တည်ဆိုလို့ရှင်သူ့ရဲ့မူရင်းဘက်ကကြတော့ဂျာရတာနော်ဂျာရတာဖြတ်တည်ညက်တည်အဲ့ဒါမှဒီချက်တို့ကအရင်ဆုံးပေါ့နော်သူ့ကိုရိုးပုံစံလေးပြောင်းကြည့်အောင်ရိုးပုံစံမှာ present tense ပုံစံလေးပေါ့နော်အဲ့ဒီခါမှာကျိုးစပြီးတော့စဉ်းစားကြည့်ကြမယ်နော်ကဲဟုတ်ပြီနော်အဲ့ဒီခါမှာရိုးပုံစံပြောင်းမယ်ဆိုတော့ဘာရဲ့ရှိကစလုံးလေးကသူကဘာစလုံးဖြစ်နေလဲဆိုရုကရိယာဖြစ်နေဟောရူစလုံးလေးပေါ့နော်အဲ့ဆိုရူစလုံးလေးမှာဆိုလို့ရှိရင်ဒီရူရဲ့ပေါ့နော်ဒီရှေ့ဆုံးစလုံးလေးပေါ့ရှေ့ဆုံးစလုံးလေးအောက်မှာဒီရှေ့တို့ကလာလေးတစ်လုံးပွားမယ်လာလေးတစ်လုံးပွားမယ်နောက်ပြီးကြတော့ဒီရူကရိယာပေါ့စလုံးလေးကိုလည်းပဲတို့ကဒီရှေ့ဆုံးစလုံးရဲ့တရကိုပဲကျွန်တော်ကြည့်ပြီးတော့စဉ်းစားအောင်ပါပေါ့ဟုတ်ပြီနော်အဲ့ဒီခါမှာရှေ့ဆုံးစလုံးရဲ့တရကသူကအတရဖြစ်နေတယ်ဟုတ်ပြီနော်အဲဆိုလို့ဒီတို့ဒါတောင်းသွားတဲ့ဟာလေးတွေကျွန်တော်တစ်စီချင်းစီကြည့်မယ်နော်ဒါလေးရတဲ့ root ဟုတ်ပြီနော်အဲ့ဒီခါမှာကျွန်တော်ကရှေ့ဆုံးစလုံးရဲ့တရကအာတရဆိုတော့အာယူဟုတ်ပြီနော်အဲ့ဒီခါမှာဒီတတရလေးကဒီနောက်ကအာတရနဲ့တွေ့တဲ့ခါမှာသူကဖျောက်သွားပြီနော်အဲ့ဒီခါမှာကျတို့ကဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့ဒီနေရာလေးမှာရိုးပုံစံလေးကဒါလာယိုဆိုပြီးတော့ဖြစ်သွားမှာဟုတ်ပြီနော်ဒါဖြတ်တယ်ညှက်တယ်ပေါ့နော်အဲ့ဒီကနေမှတစ်စင်အတိတ်ပုံစံကဒါလက်စော်ယိုဆိုပြီးတော့ဒီလိုမျိုးဖြစ်သွားတာဟုတ်ပြီနော်အဲဆိုပြန်ပြီးတော့ဒီစာကြောင်းလေးပြန်ဖတ်ကြည့်မယ်နော်ဒါကမီးစောကမော်ဒီတွေအပင်ကိုအကဲတိုလေးလက်စော်ယိုတက်ခဲ့တယ်ဒီလိုမျိုးလေးဖြစ်သွားတာဟုတ်ပြီနော်အဲဆိုနံပါတ်2လေးဒါဖြည့်လိုက်တာလေးအကုန်လုံးရကြမယ်လို့ထင်ပါတယ်ရှင်ပြီးတော့မြန်နဲ့နောက်ထပ်နံပါတ်3လေးကိုဆက်ပြီးတော့စဉ်းစားကြည့်အောင်ပါနံပါတ်3လေးကတော့တဲ့ရောင်စုကအိုးစုအဝတ်ကိုကွက်လက်ဤဘောစောယိုတဲ့ကွက်လက်ဝတ်ခဲ့တယ်ဟုတ်ပြီအဲဆိုဒီချက်ပုံလေးကိုကြည့်လိုက်တော့သူကဘယ်လိုမျိုးလေးဝတ်နေတာလဲဆိုတော့စတိုင်ကြပေါ့နော်သူဝတ်နေတာပေါ့နော်ဒီလိုမျိုးလေးရှိပါမယ်စတိုင်ကြသည်ဆိုလို့ရှိရင်တော့မော်ရှိတာပေါ့နော်မော်ရှိတာကိုမှဒီချက်တို့ကဂဲတရာလေးနဲ့သုံးကျင်တော့ဒီဓာတ်ကိုဖြုတ်လိုက်ပြီးတော့သူ့ရဲ့နောက်မှာဂဲလေးကိုဒီချက်ထည့်လိုက်တာဖြစ်ပါတယ်ရှင်ဒါကြောင့်မော်ရှိကဲစတိုင်ကြဒီလိုမျိုးလေးဖြစ်သွားမယ်ပေါ့နော်အဲဆိုပြန်ပြီးတော့ဖတ်ကြည့်ပါမယ်ရောင်စုကအိုးစုအဝေးကိုမော်ရှိကဲစတိုင်ကြဤဘောစောယဝိခဲ့တယ်ဟုတ်ပြီနော်အဲဆိုနံပါတ်3လေးပြလိုက်တာလေးလည်းအကုန်လုံးရကြမယ်လို့ထင်ပါတယ်ကိုတော့နာနဲ့နောက်ထပ်နံပါတ်4ပေါ့နော်ဒီချက်နဲ့တူတူဆက်ပြီးတော့စဉ်းစားကြည့်ရအောင်ပါရှင်နံပါတ်4လေးမှာဆိုလို့ရှိရင်တော့စားခြင်းတဲ့ဓာတ်ပုံကိုတဲ့ဒီကလတဲ့နဲ့ရိုက်တဲ့အခါမှာကတော့တဲ့ကွက်လက်ဦးစုစေရိုတဲ့ကွက်လက်ပြုံးပါတဲ့ဒီနေရာလေးမှာကျွန်တော်ဒီပုံလေးကိုကြည့်လိုက်ပြီအဲဆိုရင်ကျွန်တော်ဓာတ်ပုံရိုက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးပြုံးရမလဲဆိုတော့ဒါရွှင်ရွှင်ပြပေါ့နော်ဒီလိုမျိုးလေးပြုံးရမယ်ပေါ့နော်အဲဒီခါမှာဒီချက်သုံးလိုက်တဲ့ဘက်ကလေးကကြတော့ဒါပေါ့နော်ဘတ်တာဆိုတဲ့ဘက်ကလေးကိုဒီချက်သုံးလိုက်ပါတယ်အဲဒီခါမှာဒီဓာလေးကကြတော့ပေါ့နော်ဒီဓာလေးကိုဖြုတ်လိုက်တယ်ပေါ့နော်
ဖြုတ်လိုက်ပြီးတော့သူ့ရဲ့နောက်ကကျတော့ဂယ်လေးကိုသုံးလိုက်တာဂယ်လေးထည့်လိုက်တယ်ပေါ့နော်အဲဒါကြောင့်ဘာကဲတောက်တောက်ပပရွှင်ရွှင်ပြပြဒီလိုမျိုးလေးဖြစ်သွားမှာဟုတ်ပြီနော်အဲဆိုဒီနံပါတ်လေးစာဆောင်လေးပြန်ပြီးတော့ဖတ်ကြည့်ရအောင်စာကျင်တဲ့ပုံကိုတဲ့ကြည့်ကူးတင်နဲ့ရိုက်တဲ့အခါမှာကတော့တဲ့ဘာကဲရွှင်ရွှင်ပြပြဦးစုဆယ်ကိုပြုံးမှာဟုတ်နော်ဒီလိုမျိုးလေးဖြစ်သွားမှာပေါ့နော်ခုတော့မြန်နဲ့နောက်ထပ်နံပါတ်5ကိုဒီလိုဆက်ပြီးတော့အတူတူစဉ်းစားကြည့်ပါမယ်နံပါတ်5ကကြတော့တီးချမ်းငယ်ကမျောနဲ့ဈေးကိုသွားရင်ပေါ့နော်အိုးဆူအဝစ်ကိုကွက်လက်သားစုဤစောကိုကွက်လက်ဝဲနိုင်ပါတယ်ဟုတ်ပြီကြော်မြောင်ကျတို့ကဒီနေရာလေးမှာရှိတဲ့သုံးထားတဲ့ဘက်ကလေးကိုကြည့်ရပစ္စည်းတွေဘာတွေဝဲတယ်ပေါ့နော်ဝဲတယ်ဆိုလို့ရှိရင်တို့ဘာဘက်ရှိလဲဆိုစာတာဆိုတဲ့ဘက်ရှိတယ်ဟုတ်နော်စာတာဆိုတဲ့ဘက်ရှိတယ်ပေါ့နော်အဲ့ဒီကမှာကိုကလက်နိုင်နေဝဲနိုင်နေပေါ့လူမျိုးလေးရေးခြင်းတယ်ဘရုဆွီတာလားဆွီတာကဒါလေးသုံးကျင်တာပေါ့နော်တကယ်ဆိုရင်တော့အဲ့ဒီခါမှာဓာရဲ့ရှေ့ကစလုံးဖြစ်တဲ့စာဆိုတဲ့စလုံးလေးမှာကျတော့အသက်ကဘာဖြစ်နေလဲအသက်ကမပါနေဘူးပါနေဘူးနော်မပါနေတဲ့အတွက်ကြောင့်မလို့ဘာသုံးရမလဲဆိုတော့လာဆွီတာကိုသုံးပါလာဆွီတာအဲ့ကမှာဒီလာကစာရဲ့အောက်ကိုရောက်သွားပြီးတော့ဆိုပြီးအရင်ဆုံးဖြစ်မှာဝဲနိုင်သည်ပေါ့နော်ဝဲနိုင်သည်ဆိုဒီဆိုတဲ့အဓိပ္ပာယ်ကြီးပဲရှိသေးတယ်အဲ့ကနေမှတချို့တို့ကဝဲနိုင်ပါတယ်ပေါ့နော်တဲဆိုတဲ့စကားပြောတဲ့အခြေအနေလေးကိုပေါ့နော်ဆက်ပြီးတော့ပြောင်းကျင်တာပေါ့အဲ့ဒါကြောင့်ရိုးလေးကိုဆက်ပြောင်းလိုက်တော့ဒါရဲ့ရှိကတရကလည်းပဲဒီတရဖြစ်နေတာမို့လို့ပေါ့နော်ဒါအောယိုလေးကိုသုံးလိုက်တာပါအဲ့ဒါကြောင့်ဝဲနိုင်ပါတယ်လို့ပြောချင်တယ်ဆိုရင်စားဆူစောယိုဆိုပြီးဖြစ်သွားတာစားစီစောယိုဝဲနိုင်တယ်ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်ဒီချက်တို့ကဒီကွက်လက်ကလေးမှာတော့ဘာလေးသုံးမလဲဆိုတော့အဆတာပေါ့နော်ဈေးချိုသည်ဆိုတဲ့ချက်ဘက်ကလေးကိုချက်သုံးလိုက်မယ်ပေါ့နော်ဒါဈေးချိုသည်အဲ့ဒါမှဒါဈေးချိုနဲ့ပေါ့နော်အဲ့ဒါကိုချက်တို့ဒါလေးကိုဖြုတ်လိုက်မယ်နော်ဒါလေးကိုဖြုတ်လိုက်မယ်သူရဲ့အဲ့နေရာလေးမှာဂယ်လေးထည့်လိုက်မယ်အဲ့ဒါကြောင့်စားကဲဈေးချိုပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားမှာပါအဲ့ဆိုဒီစာကြောင်းလေးကိုပြန်ပြီးတော့ဖတ်ကြည့်ပါမယ်ဒီစာကြောင်းကကြတော့ရှိချမ်းငယ်ကားမြော်ဈေးကိုသွားရင်အိုးဆူအဝစ်ကိုစားကဲဈေးချိုနဲ့စားချူဤစော်ကိုဝဲနိုင်ပါတယ်ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်ဒီချက်တို့ဒီစာကြောင်းလေးလည်းဖြည့်သွားတာလေးတွေအကုန်လုံးရကြမယ်လို့ထင်ပါတယ်ရှင်ဟုတ်ပြီဒီတရားလေးကကြတော့ဂဲဆိုတဲ့တရားလေးကိုချက်တို့ဒါဖြည့်သွားတာပေါ့နော်လေ့ကျင့်သွားတာပေါ့နော်ဟုတ်ပြီနော်အဲ့ဆိုရင်ချက်တို့ကဒီဗီဒီယိုလေးကိုလည်းပဲအကုန်လုံးရကြမယ်လို့ထင်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးတော့တကယ်လို့များပေါ့နော်နားမလဲတာမရှင်းတာရှိမယ်ဆိုလို့ရှိရင်ဒီချက်ကိုအချိန်ယူလာမေးပါ그럼다음영상에서만나요안녕 감사드립니다